ဥပမာနဲ့ပြောမယ်မြတ်စွာဘုရားနဲ့အင်္ဂုလိမာနနဲ့တွေ့တယ်ဒီလူကြီးကဘယ်သူမြောက်ပေးလိုက်လဲမသိဘူးလက်ညှိုးတစ်ထောင်ဆိုသူဖြတ်တာ999ကျောင်းဆိုတော့ဥစဉ်တွေးကြည့်တယ်လေးမှာနော်တစ်ချောင်းတွေးနေလဲသူတရထဲနဲ့အကုန်ပြည့်တာမဟုတ်တော်တော်ကြာတယ်အဲ့ဒါအနံ့ကြီးနဲ့သူ့ကိုယ်ကတွေးနေတယ်စိတ်တွေညှင်းဘူးလားမသိဘူးအဲ့မှာအရန်နေနာမည်ကြည့်တော့ဘယင်ဟာဒီကောင်ပြဿနာပဲသူ့တော့ဖမ်းမှဖြစ်မယ်ဆိုအဲ့ဒါအမေလို့သူကစိတ်ပူပြီးတော့သူ့သားလေးတော့လွတ်ရပြေးတော့ငါသွားပြောအောင်မယ်သူကအဲ့သားလေးချစ်တဲ့စိတ်နဲ့အမေကလာတာဟိုပုဂ္ဂိုလ်ကတွေ့ဟာတွေ့ပြီဒီတယောက်ကိုပဲငါဖြတ်တော့မယ်ဆိုတော့ဖေကကြားဝင်လိုက်တယ်မင်းအမေကိုတတ်တယ်လို့ဖြစ်တော့မယ်အဲ့ဒါကြီးမသိဘူးရတယ်လက်ညှိုးတစ်ထောင်ပြေးဖို့အရေးကြီးတယ်ကျွန်တော်ဦးစင်းပြောချင်တာကအဲ့တစ်ထောင်ဖြတ်ခိုင်းတဲ့လူကိုမဖြစ်ပါစေနဲ့ဘာမှညာမသိတဲ့လူကလိုက်ဖြတ်မှာပဲသူ့ဆရာပြောတာဟုတ်အဲ့တော့ဆရာတဲ့မမားတယ်နော်999ကျောင်းဆိုနဲတာမဟုတ်ဘူးနော်သေချာစဉ်းစားပုံပြင်လို့မကြည့်နဲ့အယုံမြင်အောင်ကြည့်အဲ့မှာဖះနဲ့သူနဲ့တွေ့တော့သူတို့ပါရမီတွေကရှိတော့ကဲတဲ့ခင်ဗျားရှုံနေခင်ဗျားပဲဖြတ်တော့မယ်တဲ့အေးဖြတ်လို့လည်းပြောခင်ဗျားဘာဖြစ်လို့ပြေးနေတာလဲငါမပြေးဘူးတဲ့ပြေးနေတာမင်းတဲ့အဲ့ဒီစကားအတိတ်ပဲကိုအင်္ဂုလိမာလာတစ်ချက်ချင်းထပ်နေပေါက်သွားတာဘာလဲဆိုအတိတ်ပဲငါတန်တရားလဲမဲ့အကြောင်းအရာတွေအကုန်လုံးဖြတ်လိုက်လို့ပြတ်နေပြီငါပြေးစရာမရှိတော့ငါရက်နေတာမင်းကတန်တရားလဲမဲ့လက်ညှိုးကြီးလျှောက်ပြမိတော့တတ်အောင်မင်းတန်တရားရှင်းဦးမယ်အဲ့ဒီလိုအတိတ်ပဲပေါက်ပြီးတော့ဘိုးတော်ကတခါလေးပြီးတော့အဲ့လိုလူမျိုးတွေမှာဥစဉ်လက်ပါတယ်တစ်ချက်တည်းမနစိတ်ကိုပြင်လိုက်တာအဲ့တော့ဥစဉ်ကစကားပြောတဲ့နေရာမှာဒီစိတ်ကိုပြုပြင်ရမယ်ဘယ်လိုပြုပြင်ရမလဲဆိုတာဥစဉ်ဒီလိုလာတာအဲ့ဒီတခုလေးရချင်တယ်ဒီကတကမှလည်းနားထောင်ပြီးဟာဒီအသိလေးငါတို့ရဲ့မိတ်ဆွေတွေမကြရတဲ့လူတွေလည်းငါတို့ဖြန့်ပေးရင်ကောင်းမှာပဲအဲ့ဒီစိတ်နဲ့ဥစဉ်ဖြန့်စီချင်တယ်မတည်ခင်ဥစဉ်အသက်68နှစ်ရှိပြီလူတယောက်ရဲ့တက်တန်းက80ဆိုပြီးနောက်2နှစ်ဆိုသွားပြီအဲ့သွားပြီဆိုခုနသားကြီးလို့ဘာမှလုပ်လို့မရတော့ဘူးကွာဆိုတာဥစဉ်ကိုနောက်တစ်ယောက်ကလည်းပြောမှာပဲဒါနဲ့ဥစဉ်လောက်ခဲ့ခြင်းတယ်နော်ဥစဉ်တို့ဘုရားကိုကိုးကွယ်တာဘုရားမရှိတော့ဘူးဒါနဲ့သူတရားတွေကလွတ်မြောက်တယ်ဗျာဒုက္ခတွေကလွတ်မြောက်တယ်အဲ့ဒါဒီလက်ခံတာအဲ့တော့ဥစဉ်ဘုရားရဲ့အလုပ်တွေကိုဥစဉ်လုပ်လို့တာဝန်ယူလို့ရသလောက်ဥစဉ်လာယူပြီးတော့ဒီကိုရောက်လာတာဥစဉ်ဒီကိုလာတာရှင်းတယ်